Hormuz ရေလက်ကြားကိုပြန်ဖွင့်နိုင်ရေးစစ်ရေးအရာကူညီပေးဖို့သူ့ရဲ့တောင်းဆိုမှုကိုမဟာမိတ်နိုင်ငံတော်တော်များများကပယ်ချထားပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့အကူအညီတွေလာနေပြီလို့ပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့အမေရိကန်ရဲ့ပူးပေါင်းတိုက်ခိုက်မှုကိုကြုံရတဲ့နောက်အီရန်ဟာကြိုတင်ချင်းချောက်ထားတဲ့အတိုင်းနိုင်ငံရဲ့တောင်ဘက်ကမ်းလွန်ရေပြင်မှာရှိနေတဲ့ Hormuz ရေလက်ကြားကိုပိတ်ချခဲ့ပြီးဖြတ်သန်းသွားလာတဲ့ရေယာဉ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်လာခဲ့ပါတယ်။ Hormuz ဟာကမ္ဘာရေနံတင်ပို့မှုမှာအချက်အချာအကျဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီးHormuz အပိတ်ခံရတဲ့အခါမှာနိုင်ငံတကာရေနံနဲ့စွမ်းအင်တင်ပို့မှုကွန်ရက်တွေမှာအကြီးအကျယ်ရှုပ်ထွေးကုန်ပါတယ်။အဲ့ဒီနောက် Trump က Hormuz ဟာနိုင်ငံအများပြားရဲ့အကျိုးစီးပွားနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့နိုင်ငံတကာရေလမ်းကြောင်းတစ်ခုဖြစ်နေတာကြောင့်အဲ့ဒီရေလက်ကြောင်းကိုပြန်ဖွင့်နိုင်အောင်ရေတပ်သင်္ဘောတွေကူညီဆင်လွှတ်ပေးဖို့မဟာမိတ်နိုင်ငံတွေကိုတောင်းဆိုခဲ့ပါတယ်။နောက်ပြီးအမေရိကန်ရဲ့ပြိုင်ဘက်ဖြစ်တဲ့တရုတ်စီကအကူအညီကိုပါ Trump ကတောင်းဆိုထားပါတယ်။ဒါပေမဲ့ဘယ်နိုင်ငံကမှ Trump ရဲ့စံတဲ့အတိုင်းHormuz ကိုစစ်သင်္ဘောတွေဆစ်လွတ်ပေးဖို့ကတိပေးမထားခဲ့ပါဘူး။ဩစတြေးလျ၊ဂျပန်၊ပိုလန်၊ဆွီဒင်နဲ့စပိန်တို့ကတော့ရေတပ်သင်္ဘောတွေHormuzဆစ်လွတ်ပေးဖို့အစီအစဉ်မရှိကြောင်းအတိအလင်းပြောကြားထားပါတယ်။နောက်တော့ဂျာမနီကာကွယ်ရေးဝန်ကြီးကလည်းအီရန်ပြည်ထနာမှာဂျာမနီဟာစစ်ရေးအရာဝင်ပါမှာမဟုတ်ပေမဲ့တန်တမာရေးအရာဖြည့်ရှင်းဖို့ကိုတော့အစွမ်းကုန်ကူညီမယ်လို့ပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားနဲ့ဗြိတိန်တို့ကအမေရိကန်ရဲ့ကမ်းလှမ်းမှုကိုပြန်လည်သုံးသပ်နေတယ်လို့ပြောထားပေမဲ့ဗြိတိန်ဝန်ကြီးချုပ်ဆာဂီရာစတာမာကတော့ပုံမကျဲပြန့်တဲ့အစ်စ်ပွဲတွေကိုသူ့နိုင်ငံကဝင်ပါမှာမဟုတ်ဘူးလို့အတိအလင်းပြောဆိုထားပါတယ်။ဒါခုတ်ရလက်ရှို့သလိုဖြစ်သွားနိုင်တဲ့Hormuzကိစ္စမှာဝင်ပါဖို့မဟာမိတ်နိုင်ငံတွေကတိတိတသာအင်တတင်ဖြစ်နေပေမဲ့Trumpကတော့သူ့ကိုကူညီချင်ကြောင်းကမ်းလှမ်းထားတဲ့နိုင်ငံတွေအများကြီးရှိတယ်လို့အကူအညီတွေလာနေပြီလို့မတ်လ16ရက်နေ့မှာ